Hello ဒီနေ့တုံရောက်ရှိနေတာတော့အကြီးတောင်ရန်ကုန်ဆိုင်ခွဲမှာပဲဖြစ်ပါတယ်ရှင်တုံတို့မိသားစုတွေကငကိုတဲကလက်ဖက်အရန်ကြိုက်တယ်မန္တလေးကပြန်လာပြီဆိုတာနဲ့လည်းအကြီးတောင်ကမပါမဖြစ်ဝင်လာနေကြဆိုတော့ဒီနေ့တော့ရန်ကုန်အကြီးတောင်ဆိုင်ကိုအရောက်သွားခဲ့ပါတယ်သူရှိမှရတဲ့မနူးလေးတွေကလည်းတော်တော်လေးစုံနေပေါ့နော်ဒါပေမဲ့တုံတို့ကထမင်းစားပြီးတော့သွားလိုက်တဲ့အချိန်ဖြစ်နေတဲ့ကြောင့်မို့လို့ထမင်းတုပ်တွေအရန်စားကြည့်ခြင်းပဲမလို့မစားကြည့်ခဲ့ရအောင်ဘာလို့လဲဆိုတော့ဘိုက်ကအရန်တင်းနေရပေါ့နော်အဲ့ဒါနဲ့တုံအရန်ကြိုက်တယ်စိတ်သားလက်ဖက်တုပ်လေးကိုတွေ့ရတဲ့အဲ့ဒါလေးကိုအရာမှာခဲ့တယ်မမီကတော့ဂျင်းနဲ့ပြောင်းမှုတုပ်ကလေးနဲ့မှာခဲ့ပေါ့နော်နောက်ပြီးတော့တခုပွင့်တုပ်လည်းမှာခဲ့ပါသေးတယ်လူတွေကတော့မြင်တဲ့အတိုင်းပဲအများကြီးပဲတကယ်ကိုလက်မလဲအောင်ရောင်းရတယ်အတုပ်တွေရတာလည်းအရန်ကောင်းပါတယ်ပြီးတော့လေအကြီးတောင်ရဲ့ product လေးတွေဝယ်သွားမဲ့နေရာမှာအမီးစားဖို့ဆိုပြီးတော့တစ်ခါသုံးစုံလေးနဲ့အရသာအစုံချပေးထားတယ်အဲ့ဒါကအရန်အဆင်ပြေတယ်ပြီးတော့လက်ဆောင်ပေးခြင်းတဲ့သူပဲဖြစ်ဖြစ်နိုင်ငံခြားကိုပို့ခြင်းတဲ့သူတွေနိုင်ငံခြားကိုဝယ်သွားခြင်းတဲ့သူတွေပဲဖြစ်ဖြစ်အရန်ကိုမှအဆင်ပြေပါတယ်ရှင်လက်ဖက်ကိုမှအရသာအချိုယူမလားအစိတ်ယူမလားအဆက်ယူမလားကြိုက်တာရှိတယ်ပြီးရင်လက်ဆောင်ပေးမယ်ဆိုရင်လည်းလက်ဆောင်ချင်းလေးတွေကအရန်ကိုမှ classic ဖြစ်ပြီးတော့ဈေးလေးတွေကလည်းအရန်ကိုမှတန်ပါတယ်ရှင်မေမေကတော့ဂျင်း favorite မို့လို့ဂျင်းဝယ်ခဲ့တယ်တုံကတော့စိတ်6မှကြော်ဝယ်ခဲ့ပါတယ်ပြီးလို့ရှိရင်ငရဲ6ကြော်ဝယ်ခဲ့တယ်လက်ဖက်အစိတ်အနှက်ကလေးလည်းဝယ်ခဲ့ပါသေးတယ်အရန်စားလို့ကောင်းတယ်တုံတို့ကအိမ်မှာလေညပိုင်းမအိပ်ဖြစ်သေးဘူးရုပ်ရှင်ကြည့်ရင်းနဲ့ဆိုရင်တော့မှပဲလို့လက်ဖက်တုပ်စားတဲ့အကျင့်ရှိတယ်တမိသားစုလုံးကလက်ဖက်ကြိုက်ကြတယ်ဆိုတော့အဲ့ဒါလေးကိုအိမ်အတွက်ဝယ်ခဲ့ပါတယ်ဒေတာကတော့လက်မလျော်ရောင်းရတဲ့အကြီးတောင်မှာတုံတို့မှားထားလေးကမရသေးလို့ပေါ့နော်ခဏလေးထိုင်ပြီးတော့စောင့်နေတာပါမိမိကတော့အမြဲတမ်းတုံတို့နဲ့လိုက်လို့ရှိရင်လေဘယ်နေရာပဲရောက်တုံတို့က vlog တွေရိုက်တယ်အလုပ်တွေလုပ်ရတဲ့အချိန်မှာမိမိကအမြဲတုံတို့နဲ့အဖို့အဖြစ်လိုက်ပေးတယ်ပြီးတော့ဖုန်းတစ်လုံးသုံးနေတော့တာပါပဲဒါလေးကတော့တုံမှားထားတဲ့စိတ်မွား6လက်ဖက်တုပ်ဒါလေးကမမေမှားထားတဲ့ဂျင်းနဲ့ပြောင်းမှုတုပ်လေးပေါ့နော်မမေအရန်ကိုမှကြိုက်သွားတာဘာလို့ဆိုတော့လေမမေကပလိုပြောင်းအရန်ကြိုက်တယ်သူ့ရဲ့ဂျင်းပြောင်းမှုတုပ်လေးကပလိုပြောင်းလေးနဲ့တုပ်ပေးထားတာဆိုတော့အရသာလေးကစိတ်နေနဲ့အရန်စားကောင်းတယ်ဂျင်းရတာတော့လုံးဝပျောက်သွားတာပေါ့နော်ဂျင်းမကြိုက်တဲ့တုံးအတွက်တောင်မှအရန်ကြိုက်ခဲ့ရတဲ့ဂျင်းပြောင်းမှုတုပ်လေးပါရှင်ဒီစိတ်မွားကြောက်တုတ်ကလေးကကြတော့လေခတ်လိုက်တဲ့ဇိုးတိုင်းမှာစိတ်သားပါတယ်စိတ်သားကိုတော်တော်နိုင်ကြီးလေးထည့်ပေးထားတာဟိုမှာတပွဲ8800လာပဲပြီးခဲ့ရတယ်အရန်စားကောင်းတဲ့အရသာလေးကအငံမလိုဘူးအချိုမလိုပဲနဲ့ချိုချင်းငံဆက်အရသာအကုန်လုံးအဆက်ဟတ်တင်နေတာကိုတော်တော်လေးသဘောကျပါတယ်တုံတို့မိသားစုတွေကကြတော့အိမ်မှာပဲနေအပြင်မဲ့တော့အမြဲတမ်းမိသားစု3ယောက်သွားရမှာပဲစိတ်ကပျော်တယ်စိတ်ထဲမှာလည်းပြည့်စုံတယ်လို့ခံစားရတယ်အဲ့လိုသွားနေရပြီဆိုလို့ရှိရင်လည်းဘာကူမှမမှုတော့ပဲနဲ့သားမိ3ယောက်ဘယ်လိုပဲနေပြောနေရောဒါပေမဲ့တုံတို့မှာထားတာတခုပွင့်တုပ်လေးကြံသေးရေပေါ့နော်အဲ့ဒါလေးကနေဘက်မှာပဲရတဲ့အစားအစာလေးဆိုပြီးတော့မမေကလည်းကြိုက်လို့မှာခဲ့တယ်ပြီးတော့တုံတို့မြောက်ကတော့မကြိုက်ဘူးမမေကကျမကြီးအတွက်အရန်ကောင်းတဲ့စားဆိုတော့တုံတို့လည်းချိန်ဖိတ်ပြီးစားခဲ့ဒါပေမဲ့မကြိုက်ဘူးဆိုပေမဲ့လို့သူတို့တုပ်ပေးရဲ့လက်ရလေးကအရန်ကောင်းတော့လေစားလို့အဆင်ပြေပါတယ်ရှင်အဲ့တော့အကြီးတောင်ဖန်တို့ကြီးအကြီးတောင်ကရန်ကုန်ရောက်နေပြီမို့လို့စားပြအောင်သွားပြီးစားကြည့်ပါလို့ပြောချင်ပါတယ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ